လူဆိုတာကလေမွေးဖွားလာကလေးကတည်ဒီထိအလောက်လောက်ပြီးတော့ရှင်သန်ရတယ်နော်ဘလို့ပဲဖြစ်လေပဲချင်းနေပဲရောက်ဆင်းရဲတဲ့လူပဲဖြစ်ဖြစ်ချမ်းသာတဲ့လူပဲဖြစ်မွေးကလေးကတည်ဒီထိအလောက်ကိုဆုံးခတ်တာလောက်ကြရတယ်အဲ့ဒီတည်းမှာပေါ့နော်ကိုလောက်တဲ့အလောက်ကကောင်းတဲ့အလောက်လားဆိုးတဲ့အလောက်ဆိုတာလားဆိုတော့ကိုရွေးချယ်လို့ရတချို့ကြတော့မကောင်းတဲ့လောက်တယ်ကောင်းတဲ့လောက်တယ်ဆိုတာသူများမြည်ရည်စာပေါ့နော်သူများမြည်ရည်စာကိုသူများမြည်ရည်ပေါကြီးငယ်ရမှာကိုချမ်းသာမဲ့အလုပ်ပေါ့နော်ကြိုးကြတော့လေအေးဆေးတမယူကြနဲ့ရှာဖွေစားတောက်ကြတယ်ပေါ့နော်အဲ့ဒီတဲမှာဆိုရင်ကိုဆိုလဲတမယူကြနဲ့လောက်တယ်ရှာဖွေတယ်ဒါပေမဲ့အဲ့ဒီကိုရှာဖွေတဲ့အလုပ်ကိုစူးစမ်းတဲ့အလုပ်ကကိုအပေါ်မှာဘလောက်ထိပတ်ဖို့ပေးနိုင်တယ်ပေါ့တချို့ကတော့လောက်တယ်ဒါပေမဲ့အဲ့ဒီလောက်ပေါ်မှာစိတ်ဝင်စားမှုမရှိဘူးပတ်စံရရင်ပြီးရောဝင်ငွေရရင်ပြီးရောဒီလောက်ကိုလောက်ကြတယ်တချို့ကြတော့လေဒီလောက်ကိုတအားဝါသနာပါတယ်ဒီလောက်မှာပျော်တယ်ဒီလောက်ကိုနှစ်သက်တယ်ကြပြီးလောက်ကင်ကြတယ်ဒါပေမဲ့လူဆိုတာဘာပဲဖြစ်နော်အားလုံးကဒီလောကရဲ့တဘာဝကကြတော့ကိုပျော်ရွှင်မှနော်ကိုပျော်ရွှင်အောင်ကိုနေရတယ်နေတတ်ရမှာပေါ့နော်ပျော်ရွှင်အောင်လည်းနေတတ်ရမယ်ကိုဘလို့နေမှကိုပျော်ရွှင်လဲဆိုတာလေကိုဖန်တီးကြရတယ်အခါလေးကြရင်လူတွေရဲ့စိတ်ကရှိတယ်လေလူတွေရဲ့စိတ်ကရှိတယ်ကောင်းတဲ့လူစိတ်ပဲမကောင်းတဲ့လူစိတ်ပဲเนาะအဲ့ဒီအတွက်ကိုယ်စိတ်ထဲမှာကိုဘယ်လိုကိုကောင်းအောင်နေမလဲပျော်ရွှင်အောင်နေမလဲဆိုတာကကိုယ့်ရဲ့စိတ်နဲ့ပဲဆိုင်တယ်တခြားသူကငါကိုဘလောက်ပဲစိတ်ဆင်းရဲအောင်လုပ်ဒါပေမဲ့အဲ့ဒီသူစိတ်ဆင်းရဲအောင်လုပ်တယ်သူရဲ့ပြုမှုကကိုယ့်ရဲ့စိတ်ထဲမှာလွှမ်းမိုးမှုမရှိရင်ကိုကဘာမှမဖြစ်ဘူးเนาะအဲ့ဒီတော့ပြောမယ်လူဆိုတာပျော်တာလဲကိုယ်စိတ်ပဲဝမ်းနေတာလဲကိုယ်စိတ်ပဲမဟုတ်လားဆင်းရဲတာလဲကိုယ်စိတ်ပဲချမ်းသာတာလဲကိုယ်စိတ်ပဲအဲ့ဒီအတွက်ဆင်းရဲတာရွေးမလားချမ်းသာတာရွေးမလားเนาะအဲ့ဒီအရာတွေကကြတော့ကိုရွေးချယ်တာကိုဆွလို့တယ်ရွေးချယ်တာနဲ့ဆွလို့တာဆိုတော့ကိုယ့်ရဲ့အပေါ်မှာပဲမူတည်တယ်ဟုတ်တယ်เนาะ